ပြန်များကိုပြန်စမ်းစားလို့သုံးသပ်ပါအောင်ချိန်မလင်းသေးခင်လေးထွင်မှမင်းမျက်နှာလေးမတွေ့ပြတော့အိမ်မရတဲ့ညတွေတုံးရင်စိတ်တဆနဲ့မုန်းလင်း